စုမဲစုတယ်စုမဲဒိုင်ကိုင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုကြည့်သွားခေတ်ဆက်ဆက်ကဒီနေ့အထိစုမဲဒိုင်ကိုင်တယ်စုမဲကစားတယ်ဆိုတဲ့ကိစ္စရက်တွေကဒီနေ့အထိဖြစ်နေကြတယ်စုမဲကစားခြင်းကိုပြုလုပ်ဆောင်ရွက်ဆဲပဲဖြစ်တယ်စုမဲကစားတယ်ဆိုတာကစုမဲဒိုင်ကနေပြီးတော့စုမဲထည့်ဝင်တဲ့သူတွေကိုသူ့ရဲ့အလှည့်ကျတဲ့အချိန်မှာစုမဲငွေကိုထုတ်ယူစေတယ်ထုတ်ပေးတာကိုခေါ်တယ်တကယ်လို့ဒီစုမဲကိုစုမဲပေါက်တဲ့အချိန်မှာအလှည့်ကျတဲ့သူကိုစုမဲငွေထုတ်မပေးဘဲနဲ့ကို့ငွေအဖြစ်နဲ့ပြောင်းလဲသုံးဆွဲပလိုက်မယ်ဆိုလို့ရှိရင်ဥပဒေအရဘလို့ဖြစ်နိုင်လဲဆိုတာကို2005ခုနှစ်ကထွက်ရှိခဲ့တဲ့မြန်မာနိုင်ငံတရားစီရင်ထုံးတစ်ခုနဲ့အတူရာဇဝတ်မကင်းတဲ့ယုံကြည်အနံ့ရဲ့ဖောက်ဖျက်မှုကဘာလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးသိထားမှာကရာဇသက်ကြီးဥပဒေပုံမှန်406ပါ406ကဘာပြောလဲဆိုတော့မည်သူမဆိုရာဇဝတ်မကင်းတဲ့ယုံကြည်အနံ့မှုကိုဖောက်ဖျက်တယ်ဆိုလို့ရှိရင်အဲ့ဒီသူကို3နှစ်အထိထောင်ဒဏ်ကိုဖြစ်စေငွေဒဏ်ကိုဖြစ်စေဒဏ်2ရက်လုံးကိုဖြစ်စေချမှတ်ရမယ်ဆိုပြီးတော့ဒီလိုပြဋ္ဌာန်းထားပါတယ်ဒါကဘာကိုဆိုလိုတာလဲဆိုတော့ဒီလူတယောက်ကနေပြီးတော့ဒီနောက်ထပ်တယောက်ကိုယုံကြည်ပြီးတော့ငွေကိုပဲဖြစ်ဖြစ်ပစ္စည်းကိုပဲဖြစ်ဖြစ်လာရောက်အနံ့တဲ့အပေါ်မှာသစ္စာဖောက်ပြီးတော့ဒီပစ္စည်းကိုမိမိပိုင်အဖြစ်နဲ့ပြောင်းလဲသုံးဆွဲတယ်ဆိုလို့ရှိရင်တော့ဒီပုံမှန်နဲ့ညှိသွားပါပြီဟုတ်ကဲ့2005ခုနှစ်စီရင်ထုံးမြန်မာနိုင်ငံတရားစီရင်ထုံးကပြည်ထောင်စုမြန်မာနိုင်ငံတော်နဲ့မက်ခိုင်လို့ခေါ်တဲ့မမြင့်မြင့်ခိုင်အမှုပဲဖြစ်တယ်ဒီအမှုမှာမက်ခိုင်လို့ခေါ်တဲ့မမြင့်မြင့်ခိုင်ကစုမဲဒိုင်ဖြစ်တယ်အစုရှယ်ယာဝင်တွေကနေပြီးတော့သူ့ရှိမှလာပြီးတော့စုမဲငွေကိုလာပြီးတော့စုကြတယ်သူ့ကိုယုံပြီးတော့စုမဲငွေကိုလာစုတယ်အလှည့်ကျတဲ့အခါမှာဒီအစုရှင်ဖြစ်တဲ့စုမဲသမားတွေကိုသူကနေပြီးတော့နံပါတ်စဉ်အလိုက်စုမဲငွေကိုထုတ်ပေးရတယ်ဒါပေမဲ့အလှည့်ကျတဲ့အခါမှာသူကနံပါတ်14အထိကိုထုတ်ပေးပြီးတဲ့နောက်မှာစုမဲသမားတစ်ယောက်ထွက်ပြေးသွားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ကျန်တဲ့21ယောက်ကိုစုမဲငွေထုတ်မပေးတော့ဘူးအရင်တော့ဝင်ထားတဲ့ငွေတွေကိုလည်းပြန်လည်ပြီးတော့ထုတ်ပေးတာမျိုးမရှိတော့ဘူးအဲ့ဒီတော့တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ပေါ့ပြည်အောင်စုတရားလွှတ်တော်ချုပ်ရဲ့ဆုံးဖြတ်ချက်က2ချက်ရှိတယ်ပထမတစ်ချက်ကမက်ခိုင်ကစုမဲတိုင်မက်ခိုင်ကိုယုံကြည်ပြီးတော့လူတစုကနေပြီးတော့ဒီမှာလာပြီးတော့အစုရှယ်ရတယ်အကုန်လုံးကိုဝင်ရတယ်လာပြီးတော့ငွေစုကြတယ်မက်ခိုင်ကိုယုံလို့ငွေစုတာဖြစ်တယ်အဲ့ဒီတော့အလှည့်ကျတဲ့အချိန်မှာစုမဲသမားတွေကိုငွေထုတ်ပေးဖို့မက်ခိုင်ကတာဝန်ရှိတယ်ဆိုတဲ့တာဝန်အပိုင်းကိုတစ်အချက်အနေနဲ့ပြောသွားတယ်နောက်ဒုတိယအဆုံးဖြတ်ချက်အနေနဲ့ကတော့အဲ့လိုမက်ခိုင်ကပြန်လဲထုတ်ပေးဖို့တာဝန်ကိုပြက်ကွက်တယ်ဒီငွေတွေကိုယုံကြည်အနံ့ထားတဲ့ငွေတွေကိုကိုယ့်ရဲ့ငွေအဖြစ်နဲ့ပြောင်းလဲပြီးတော့သုံးစွဲလိုက်တယ်ပြန်ထုတ်မပေးဘူးပြန်အမ်းပေးတာမျိုးမရှိဘူးဆိုတဲ့အတွက်ဒါကယုံကြည်အနံ့ရေးကိုဖောက်ဖျက်တာပဲဖြစ်တယ်ဒါကရာဇဝတ်မကင်းတဲ့ယုံကြည်အနံ့မှုကိုဖောက်ဖျက်တာဖြစ်တယ်ဆိုပြီးတော့ပြက်ပြက်သားသားဆုံးဖြတ်ခဲ့တယ်ဒီအမှုမှာမက်ခိုင်ကိုဒီအလုံနဲ့ထောင်ဒဏ်တစ်နှစ်ကြက်ခံစေဖို့ဆိုပြီးတော့ဒီအမိန့်ချမှတ်လိုက်တာကိုတွေ့ရပါတယ်ကဲဒါကြောင့်စုမဲကစားတဲ့အခါမှာဒိုင်လုတ်တဲ့သူကိုလည်းပဲတေချာရွေးချယ်ဖို့လိုသလိုပဲစုမဲဒိုင်ကနေလည်းပဲအလှည့်ကျတဲ့စုမဲသမားကိုငွေကိုပြန်လဲထုတ်ပေးဖို့အစားထုတ်မပေးဘဲနဲ့ကို့ငွေအဖြစ်နဲ့ပြောင်းလဲသုံးစွဲတယ်ဆိုလို့ရှိရင်တော့ဒီရာဇသက်ကြီးဥပဒေပုံမှန်406အရာရာဇဝတ်မှုနဲ့တရားစွဲဆိုခံရနိုင်တယ်ဆိုတာကိုသတိပြုမိစေလိုပါတယ်အခုကျွန်မပြောသွားတဲ့အကြောင်းအရာကတော့ဥပဒေကိုသိစေလိုလို့ဝေမျှတာပဲဖြစ်ပါတယ်အမှုတစ်ခုချင်းစီရဲ့အခြေအနေကိုလိုက်ပြီးတော့ဒီအမှုရဲ့အကြောင်းချင်းရာတွေအကျိုးတက်ရောက်ပုံတွေကပြောင်းလဲနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်မကတော့ legal consultant ဒေါ်ဤတနာမောင်ပဲဖြစ်ပါတယ်ဒီစုမဲကိစ္စတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်ဆွေးနွေးခြင်းနဲ့ဆိုလို့ရှိရင်တော့0995312267ကိုမင်းမြန်းပြီးတော့အသေးစိတ်ဆွေးနွေးနိုင်ပါတယ်အဖြေရတဲ့အထိလည်းပဲအဖြေထုတ်ပေးတဲ့အထိကိုကျွန်မကဆွေးနွေးပေးသွားမှာပါအခကြေးငွေလည်းရှိပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်